တငယ်ချင်းတို့ရေဒီနေ့မှာတော့ဦးတက်တောင်လဲရေးရသလိုတကယ်လဲရင်ဖိုစိတ်လှရှာရမယ် Midnight Runner ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးမှာပါဇလန်ရဲ့အထူးကဇာတ်ဆောင်တွေကတော့စာပုံမှုဖြစ်ခြင်းပေမဲ့ပတ်စံမရှိလို့ရဲတကတော်တက်လာတဲ့ဘိုက်စာယုံကလွေးဟင်ဘာမှမသိတဲ့ကီကျွန်းနဲ့ထူးချွန်တဲ့ဦးနောက်ရှိပေမဲ့လူမှုဆက်ဆံရေးညံ့ခတ်တဲ့စာကြပိုးလေးဟီယော်တို့ဝဲဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာမတူညီတဲ့နောက်ခံတွေကလာပေမဲ့ရဲတင်တိုင်းရပင်ပန်းဆင်းရဲမှုတွေကြားမှာတေဖော်ရှင်ဖက်တငယ်ချင်းတွေဖြစ်သွားကြပါတယ်။ကျောင်းတက်ရလာပြင်းလာတဲ့သူတို့နှစ်ယောက်ဟာခွင့်ရက်တရက်မှာကောင်းလေးတွေနဲ့ချင်းတွေ့ဖို့မြို့တွေကိုထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့ကံကြမ္မာကသူတို့ဘက်မှာမရှိပါဘူး။လမ်းမှာချောမောလာပတဲ့ကောင်းမလေးတယောက်ကိုတွေ့လို့လိုက်ငေးနေတော့မှာပဲအဖြူရောင်ဖန်ကားတစ်စီးရောက်လာပြီးအဲ့ဒီကောင်းမလေးကိုအတင်းအဓမ္မဖမ်းခေါ်သွားတာကိုမျက်မြင်ကိုယ်တွေမြင်လိုက်ရပါတယ်။ရဲတနန်းသားပြီးသူတို့နောက်ကနေအပြေးလိုက်ပေမဲ့ကားကိုတော့မမီလိုက်ပါဘူး။သူတို့ချက်ချင်းပဲရဲစခန်းကိုသွားတိုင်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့လောကကသူတို့သင်ခဲ့ရတဲ့စာအုပ်ထဲကအတိုင်းမဟုတ်ပါဘူး။ရဲတွေကတခြားအရေးကြီးအမှုတွေရှိနေလို့ဆိုပြီးသူတို့အမှုကိုဖြစ်ထားခဲ့ပါတယ်။ Critical hour လို့ခေါ်တဲ့တေရေးရှင်လေ9နာရီအသွေးမှာမကယ်နိုင်ရင်အဲ့ဒီကောင်မလေးအသက်အန္တရာယ်ရှိနိုင်တာကိုသိနေတဲ့ကီကျွန်းနဲ့ဟီယော်လို့ဟာကျောင်းမှာတင်ထားတဲ့စုံစမ်းစစ်ဆေးနည်းတွေကိုအသုံးချပြီးသူတို့ဘာသာသူတို့လိုက်ဖမ်းကိုဆုံးဖြတ်လိုက်ပါတယ်။စုံစမ်းရေးနဲ့သူတို့သိလိုက်ရတာကဒါဟာတာမန်ပြန်ပေးဆွဲမှုမဟုတ်ပါဘူး။ဆင်းရဲလေမိန်းကလေးတွေကိုဖမ်းဆီးပြီးမျိုးဦးတွေကိုတရမန်မထုတ်ရောက်နေတဲ့ရက်ဆက်လွန်းတဲ့ဂိုင်းကြီးတစ်ခုဖြစ်နေပါတယ်။သူတို့ညောင်ဂိုင်းသားတွေရှိတဲ့နေရာကိုဝင်စီးပေမဲ့အတွေ့အကြုံမရှိသေးတဲ့အတွက်အကြီးအကျယ်ရိုက်ခံရပြီးပြန်ပြေးလိုက်ခဲ့ရပါတယ်။ဒီနေရာမှာသူတို့ညောင်စိတ်တကျသွားကြပါတယ်။ဒါပေမဲ့ငါတို့မှမကယ်ရင်ဒီမိန်းကလေးတွေတေကုန်တော့မယ်ဆိုတဲ့အသည့်နဲ့ပြန်လဲပြင်းစင်ကြပါတော့တယ်။ဒီတစ်ခါတော့မတူတော့ပါဘူး။ကျောင်းကိုပြန်ပြီးခန္ဓာကိုယ်ကိုအပြင်းထန်လေ့ကျင့်တယ်။လိုအပ်တဲ့လက်နက်ကိရိယာတွေကိုပြင်ဆင်ပြီးဂိုင်းချုပ်ကြီးစီကိုတကြော့ပြန်တွားရောက်တိုက်ခိုက်ပါတယ်။ action ခန်းတွေကတော့တကယ်ကိုကြည့်ကောင်းပါတယ်။တယောက်ကအားကိုပြီးတိုက်ခိုက်တယ်လို့နောက်တစ်ယောက်ကနီးဗျူဟာကိုတုံးပြီးတိုက်ခိုက်ရင်နဲ့နောက်ဆုံးမှာတော့တရားမဝင်စေခန်းကြီးကိုဖျက်ဆီးပြီးမိန်းကလေးတွေကိုကယ်တင်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ခွင့်ပြုချက်မရှိဘဲလှုပ်ဆောင်ခဲ့လို့ကျောင်းထုတ်ခံရမယ့်ဘေးနဲ့ကြုံရပေမယ့်သူတို့ရဲ့ရဲရဲနဲ့စိတ်ဓာတ်ကြောင့်ကျောင်းကဆက်တက်ခွင့်ပေးလိုက်ပါတယ်။ဒီဇက်ကားကလူငယ်တွေရဲ့တက်တီနဲ့တာဝန်တည်တတ်မှုကိုတေချာဖော်ပြသွားတာဖြစ်လို့မကြည့်ရသေးကြည့်ဟုတိုက်တွန်းချင်ပါတယ်ခင်ဗျာ။